တမတော်တရားကိုစစ်နိုင်အောင်တိုက်နိုင်တဲ့စစ်တေတာပြည်ချုပ်လည်းဖြစ်တယ်။စစ်တော်နိုင်အောင်တိုက်နာကမှာစစ်ဆိုတာကိုတေပြောတာတိုင်းသားစလုံးညညယူတယ်မပြိုကောင်းအောင်တိုက်စစ်ကိုလည်းနန်းအောင်တိုက်နော်တမတော်မပြိုကောင်းအောင်လည်းဘယ်လိုလုပ်ရလဲဆိုရင်နီးနာတွေကိုချပေးတဲ့တမတော်ရဲ့ဖခင်လေးဒူးလို့လည်းဆိုလို့ရတယ်ဘုကြောင့်ဆန်းတမတော်ဖခင်ဒုံမင်းပြောင်းလည်းတမတော်ရဲ့ဖခင်တူထဲမှာပါသွားပြီစဉ်းစားနေသလားကိုမင်းအောင်လိုင်းဟာနည်းနည်းလေးပြန်ပြီးတော့တေချာစစ်ဆေးရမယ်သူတွေမှာပါနေပြီဘာဖြစ်လဲစိတ်ပိုင်းဆိုင်ရာအရာလည်းပြန်ပြီးတော့စစ်ဆေးတင်နေပြီကျွန်တော်တို့အဘတွေကိုကျေးဇူးတင်တယ်ဗျာဘာဖြစ်လဲကျွန်တော်အဘလိုတော့မဟုတ်ဘိုးတော်တို့တော့ခေါ်ကြတယ်အေးဘာဖြစ်လို့လဲပြောဘာလို့ခေါ်ကြလဲနိုင်ငံတော်အကြီးအကဲတွေအုံတော့ပညာဉာဏ်အရင်မြင့်ပါမြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမရရင်ဘူးနိုင်ငံမှာလူဖြစ်ရတာလေတော်ဘူးကန်ဆိုတာအားလုံးပဲမင်္ဂလာပါထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ခင်ဗျားတို့ပြောစရာသတင်းတချို့ရှိတယ်ဆိုပေမဲ့လေကျွန်တော်သတင်းတွေပြောတော့ဗျာဘာကြောင့်လဲဆိုတော့ပထမကျွန်တော်ကစဉ်းစားထားတာကောနော်ဒီနိုင်ငံတကာမှာဦးဖြစ်ပြနေတဲ့တချို့သတင်းလေးတွေပေါ့ကျွန်တော်ဒီနေ့ကျွန်တော်သတင်းလေးတွေကျွန်တော်ဖတ်ရတယ်ရှိတာပေါ့ဥပမာထားပါတော့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကနေမှ trend နဲ့ပတ်သက်ပြီးပြောတဲ့ကိစ္စတွေပေါ့နော်ဆိုတော့ဒီဟာတွေကဘန်ကောက် post တို့ပါစားတော့ဒီသတင်းမှာသူတက်လာတယ်ရှိတယ်အဲ့တော့ကျွန်တော်ဘာသာပြန်ပြီးတော့ခင်ဗျားတို့ကျွန်တော်ပြန်ပြီးတော့ပြောမယ်လို့လည်းကျွန်တော်တွေးထားတာရှိတယ်ဘာလို့တော့ဘေဂျင်းမှာရှီကျစ်ဖင်တဲ့ trend နဲ့တွဲဆုံမှုရှိရဆိုတဲ့အလားအလာတွေကလည်းဒါကြားနေရတယ်ပေါ့နော်ဆိုတော့လက်ရှိဒီအီရန် Israel စစ်ပွဲမှာလည်းအမေရိကန်ပါဝင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်ဘက်ကနေပြီးတော့ဝေဖန်ထောက်ပြရတယ်ရှိတယ်ပြောဆိုတာလည်းရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ပြန်ပြီး sharing လုပ်မယ်လို့ကျွန်တော်တွေးထားတာရှိတယ်ဆိုတော့ဒီနေ့မှဆိုလို့ရှိရင်ချင်းမိုင်မှာဗမာတူတနက်နဲ့ပြစ်ခံရတယ်ဗောနော်ပြစ်ခံရတယ်အဲ့ဒါလက်ရှိတော့ဒါတရားခံတော့မိသွားပြီအဲ့ဒါနဲ့ပြစ်ခံရတဲ့ဒီဗမာမျိုးသားကိုလေစေကူတောင်းမှုတွေလုပ်နေစားသဖြင့်ဆိုဒီသတင်းတွေကျွန်တော်ပြောမယ်ဆိုပြီးတော့ကျွန်တော်တွေးထားတာဗောတွေးထားပြီးတော့စီထားပြီးတော့ကျွန်တော်ဖင်ရပြီးတော့ TikTok တွေကျွန်တော်ဝင်ကြည့်လိုက်တာအဲ့ဒါဘာလို့ဟိုရုပ်တံလေးတွေဘာတွေများရှိမလဲဆိုကျွန်တော်ဝင်ကြည့်တာဗောနော်ဝင်ကြည့်ပြီးတော့ဗျာဘာသာတွေ့ရဆိုတော့အမှဘောမတွေတန်းစီပြီးတော့ပြောတဲ့ရုပ်တံကြောသွားတွေ့တော့ကျွန်တော်မနေနိုင်တော့ဘူးဗျာကျွန်တော်တယောက်တည်းရီရအားမရတော့ကျွန်တော်ခင်ဗျားတို့ကျွန်တော်ပေးပြီးတော့ရီစေချင်တာပေါ့နော်ရီစေချင်တော့ကျွန်တော်ဗီဒီယိုကဒီနေ့ကရုပ်တံတွေတီးတန့်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ပြောချင်တဲ့ရုပ်တံဘာလဲဆိုတော့ကျွန်တော်ဒီစစ်တပ်ကနေမှထုတ်လိုက်တဲ့လှုပ်ဝက်ဆိုတဲ့အမိန်ပေါ့နော်အမိန်စာလေးပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီလက်ရှိစီနဲ့ပတ်သက်ပြီးတော့နော်သူတို့ပညာရေးကာလလှုပ်တယ်ပေါ့ဒါစုံမလှုပ်တယ်ပြီးတော့လို့ရှိရင်သူကဒီကားတွေကိုဖမ်းကိုင်းမှုဖမ်းတာတော့မှသူကထောင်တန်းတွေလည်းပါတယ်ရင်ဒဏ်ငွေတွေလည်းပါတယ်ဆိုတော့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့ဒါဘုံဝါတွေဘက်ကနေပြောနေတဲ့ဟာတွေရှိတယ်အဲ့တော့ကျွန်တော်ခင်ဗျားတို့ဖွင့်ပြချင်တာပေါ့နော်အဲ့တော့ရင်ဦးဆုံးကျွန်တော်ခင်ဗျားတို့ဖွင့်ပြချင်တာကတော့အင်းနေဝင်ရဲ့မရင်ငယ်သူရပြောအောင်ပေါ့နော်သူအဲ့ဒီကောင်ရဲ့ရုပ်တံကျွန်တော်ဖွင့်ပြမယ်နော်အဲ့တော့တစ်ခုချင်းစီကျွန်တော်ခင်ဗျားတို့ပြမယ်ပြီးတော့တစ်ခုချင်းစီကျွန်တော်ခွေကြမယ်ဟုတ်လားဒီမှာစုံရက်မရဲ့ခွဲခြားမောင်းနေမှုကိစ္စမနေ့က9ရက်နေ့ကစပြီးတော့အကျုံးဝင်ဖြစ်ပါတယ်။ဒါပေမဲ့လည်း9ရက်နေ့ကနေစပြီးတော့73ရက်နေ့အထိကိုတဲ့အသိပညာပေးကာလအဖြစ်လက်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်တဲ့။ဆိုလိုတာကတော့အရေးယူမဲ့ကာလကတော့14ရက်နေ့နောက်ပိုင်းကြာမှာပဲအရေးယူမယ်ပေါ့နော်။အရေးယူမဲ့ပုံစံကတော့ဒီထောင်ဒဏ်တက်လာပဲဖြစ်ဖြစ်ငွေဒဏ်2000ကျပ်ပဲဖြစ်ဖြစ်2ရက်စလုံးပဲဖြစ်ဖြစ်ပြဋ္ဌာန်းသတ်မှတ်သွားမယ်ပေါ့နော်။အဲ့တော့လူတွေနဲ့ဒါဆောင်ရွက်မလဲဆိုရင် one stop service နဲ့ဆောင်ရွက်မှာတဲ့အဲ့လိုတရားရုံးတင်ပြီးတော့ကြာရှည်စွာနဲ့ဆွဲမဲ့အမှုမဟုတ်ဘူးပေါ့နော်ထွေအုပ်ရဲ့နေမီကန်ရဲရဲ့ရင်းနှီးရဲရဲ့တရားစီရင်မြို့နယ်တရားသူကြီးမြို့နယ်ဒုတိယတရားသူကြီးတဦးရဲ့နောက်ပြီးတော့ဒုတိယမြို့နယ်ဥပဒေအရာရှိတဦးရဲ့ကညာနာဒုတိယဦးစီးမှုတဦးရဲ့စီပန်တရားရေးကော်မတီရဲ့ကိုယ်စားလှယ်တဦးရဲ့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ်2ဦးရဲ့တဲ့စုစုပေါင်း1 2 3 4 5 6 8ဖွဲ့ပေါင်းပြီးတော့ဒီဟာ one stop service နဲ့ဒီအမှုကိုဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်တဲ့ one stop service ထောင်ဒဏ်က1လငွေဒဏ်က2000တွန်းဟုတ်ပြစ်ဒဏ်2ရက်စလုံးအဖြစ်ပဲဖြစ်ပေါ့နော်တတ်မှတ်ပြီးတော့ပြဋ္ဌာန်းထားမယ်တဲ့အဲ့တော့ပညာပေးကာလကတော့9ရက်နေ့ကနေပြီးတော့73ရက်နေ့အတွင်းဖြစ်ပါတယ်တဲ့အရေးယူမဲ့ကာလကတော့14ရက်နေ့နောက်ပိုင်းမှစတင်ပြီးတော့နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်ဒီထိကိုအကျုံးဝင်မယ်တဲ့ဒီဟာအဲ့တော့ဒီအရေးယူဖို့နော်အရေးယူတဲ့အဖွဲ့အစည်းပေါ့ဗျာအရေးယူမဲ့အဖွဲ့အစည်းကထွေအုပ်ရဲ့နေမီကန်ရဲရဲ့ရင်းနှီးရဲရဲ့ဟိုဒုတိယမြို့နယ်တရားသူကြီးတဦးရဲ့ဒုတိယမြို့နယ်ဥပဒေအရာရှိတဦးရဲ့ကညာနာဦးစီးမှုတဦးရဲ့စီမံသားရေးကော်မတီကကိုယ်စားလှယ်တဦးရဲ့စုစုပေါင်းဒီရကြီးအဖွဲ့ကိုယ်စားလှယ်2ဦးရဲ့ဆိုလို့စုစုပေါင်း10ဖွဲ့ကပေါင်းစုပြီးတော့ဒီအလုံးရှိကံကြီးကောင်းနေလေဆုံးရက်မရက်ကိုမခွဲခြားဘဲနဲ့မောင်းနေလာတဲ့မာရက်မှာစုံမောင်းလာတဲ့ပုံကိုယ်တွေဆုံးရက်မှာမောင်းလာတဲ့ပုံကိုယ်တွေကိုရေးယူဆောင်ရွက်တော့မှာလို့ဒါဟိုဖြစ်ပါတယ်เนาะသတင်းတွေကြားသိရပါတယ်เนาะဆိုတော့
ဒါဘောမတကောင်စပြောတာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါကြောင်ကြီးပြောတာချက်ကျွန်တော်ဖွင့်ပြအောင်ရေ ကားနဲ့ပတ်သက်ပြီးခြား information တွေရှိပါတယ်သတင်းဒီသတင်းမှပြန်ကြိုက် group မှာ media တွေဝိုင်းမေးနေကြတယ်ဒါပေမဲ့အစိုးရမဖြေဘူးမဖြေချင်းအပြင်မှန်တယ်လို့ပြောမလို့ဖြစ် ဩဟုတ်လား မဖြေချင်းအပြင်ဝန်ခံတယ်လို့အဓိပ္ပာယ်တက်အောင်တယ်ဘာလို့ဆိုအမှန်တရားဆိုအခုကြေညာချက်တစ်စောင်ဖွက်နေရဲတပ်ဖွဲ့ဌာနချုပ်ကကြေညာချက်ဆိုပြီးထွက်နေတယ်အဲ့ဒါကိုသတင်းမှပြန်ကြိုက် group မှာမေးတယ်ဒါပေမဲ့ media တွေကမေးမဖြေပါဘူးဆိုရခုနာဒီမဖြေသေးဘူးနော်ဒါဘာလဲစုံရက်မရဲ့ခွဲခြားပြီးတော့ model မောင်းနေတဲ့စနစ်ကိုတဲ့ one stop service နဲ့ EU ဆောင်ရွက်မယ့်အစီအစဉ်တင်ပြခြင်းဆိုပြီးပြောတယ်အဲ့တော့ one stop service ဖွဲ့စည်းပဲပေါ့ဗျာသက်ဆိုင်ရာမြို့နယ်လိုက်မှာပေါ့နော်ဆိုတော့ထွေးဟုတ်ပါမယ်ထွေးဟုတ်ကဒုတိယအုပ်ချုပ်ရေးမှူးအဆင့်တဦးပေါ့နော်နောက်နေမြေကန်ရဲတပ်ဖွဲ့ဒုတိယရဲမှူးတဦးရင်ထင်းရဲတပ်ဖွဲ့ရဲအုပ်ပါမယ်နောက်တော့တရားရေးဒုတိယမြို့နယ်တရားသူကြီးတဦးဥပဒေမြို့ဒုတိယမြို့နယ်ဥပဒေရရှိတဦးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလူစီမံသားရေးလူရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ်2ဦးအဲစားချင်းပေါ့နော်အဲ့ဒါတွေကိုလုံမယ်ပေါ့နော်အဲ့ဒါပြုလုပ်မယ့်နေရာတွေကတော့နေပြီးတော့ရန်ကုန်မန္တလေးမြို့ကြီးတွေမှာ one stop service နဲ့နှစ်ဖွဲ့သုံးဖွဲ့ဖွဲ့ပြီးတော့ဆောင်ရွက်သွားမယ်ပေါ့ဗျာအဲ့တော့ one stop service အဖွဲ့နဲ့လုပ်ပြီးတော့ပညာပေးကာလတော့9ရက်နေ့ဒီနေ့ကစပြီးတော့13ရက်နေ့အထိပညာပေးကာလပေါ့အဲ့ဒါပြီးသွားရင်ပညာရေးကာလပြီးတော့ရေးယူဆောင်ရမယ့်ကာလ14ရက်နေ့ကျရင်ရေးယူဆောင်ရမှုစမယ်ဆိုပြီးတော့စမယ်ဆိုကြီးညာထားတယ်အဲ့တော့ရေးယူဆောင်ရမယ့်ဥပဒေလုံထုံးလို့ရတူဒါပြစ်မှုကျူးလွန်တယ်လို့ထင်ရှားရင်အလုံးမဲ့ထောင်ဒဏ်တစ်လသို့မဟုတ်ငွေဒဏ်ကျပ်1000ဒါမှမဟုတ်လေဒဏ်ဝင်200လုံးကြာပြစ်ဒဏ်ကြာခံမယ်ဆိုတော့ထည့်ရထားတာတွေ့ရတယ်အဲ့တော့အဲ့စာမှန်လားလို့မီဒီယာတွေကမေးတဲ့ခါကျတော့အစိုးရပြန်မဖြေဘူးမဖြေချင်းအဖြစ်တော့မှန်တယ်ကောက်ချက်ဆွဲရလို့ဖြစ်နေတာပေါ့နော်မဖြေဘူးဆိုရင်တော့မှန်တယ်လို့ပြောပါတော့ဒီ site က official လေးထွက်နေတာဆိုတော့မှန်တယ်လို့ကျွန်တော်ပြောလို့ဖြစ်နေတာပေါ့နော်အဲ့တော့ကားပိုင်ရှင်တွေနေတော့ဒါရှေ့လျှောက်သတိထားဖို့တော့လိုတယ်ပေါ့နော်အထူးသဖြင့်တော့ဒါဟိုနည်းနေပေါ့ဒီဘဲဥတွေတွေကတော့ဒါဂွင်အကြီးထပ်ပြီးတော့မိတာပဲဂွင်ကြီးမိတာအဲ့တော့အဲ့ကာလာမှာတကယ်လို့အရေးပေါ်အကြောင်းကိုကသွားရမယ်လာရမယ်ဆိုလို့ရှိရင်တော့မှလမ်းမှာအဲ့ဒါဘဲဥတွေနဲ့မတွေ့ပါစေနဲ့ပဲဒါဆူတောင်းရမှာပဲအဲ့တွေးခဲ့ပြီဆိုလို့ရှိရင်တော့အဲ့ဒါနားကားပြီအဲ့တော့ဒီလိုမျိုးစုံမနဲ့ပတ်သက်ပြီးတော့ကားတွေကိုဖမ်းဖို့ဆိုပြီးတော့လှုပ်ဝက်အဆိုပြီးတော့ဒီကောင်တွေအမိန့်ထုတ်တယ်ဆိုပေမဲ့လည်းအခုဒါသတင်းမီဒီယာတွေမှာလည်းအခုဖော်ပြလိုက်တော့တော်တော်များများသိသွားပြီခွေးဘောမတွေဘက်ကလည်းဒါမျိုးတွေမေးနေပြီဟိုဘက်ကလည်းပြန်မဖြေဘူးဆိုတဲ့ခါကျတော့တေချာသွားတယ်ဆိုတဲ့အတွက်ကြောင့်ဒါပြည်သူတွေကိုတော့ကျွန်တော်ပြောချင်တာတော့ခင်ဗျားတို့သတိထားပါဒီကောင်တွေကတော့အချီကြီးစားဖို့ကြံတော့မှာအဲ့တော့အခုလိုမျိုးစုံမပြဿနာဖြစ်နေတဲ့အချိန်မှာတော့တခြားကောင်တွေစိတ်ပူနေရလည်းရှိသေးတယ်အဲ့ဒါဘာလဲဆိုထပ်ပြအောင်လေကျွန်တော်တို့ဒီစီပေါင်းစားကားတွေကသူတို့ရဲ့ဒီစုရက်ကားတွေပေါ့စုရက်ကားတွေဥပမာကျွန်တော်မော်လမြိုင်ဆိုလည်းပဲစုရက်ပေါ့ဥပမာကျွန်တော်မန္တလေးဆိုလည်းသူရဲ့စုရက်ပေါ့စုရက်ကားတွေပြီးတော့ကျွန်တော်တို့အဲ့ရနေပြီးတော့ရန်ကုန်ဆိုတော့တီလောအောင်ဗျအဲ့ရနေပြီးတော့ကားတွေနဲ့အနေနဲ့ရက်ကိုသူပို့ရတယ်ပို့ရတဲ့ခါမှာဒီစီကားတွေကိုအကြမ်းဖက်အုပ်စုတပြားတိုက်လိုက်တယ်နော်ဒါကျွန်တော်ဒီကောင်လေးဒီရက်ကဒီအကြမ်းဖက်အုပ်စုတွေကိုတော့ဘာချင်လဲပြောတော့ PDF ကိုမကြောက်ဘူးဆိုနိုင်ငံတော်အစိုးရစီရန်တွေတော့ဒီကိုနေရတာဒီကိုနေရတော့တို့မှစီခက်ခဲဖြစ်နေစီခက်ခဲဖြစ်တော့တို့စီရနိုင်ရလမ်းကြောင်းကကျွန်တော်တို့လမ်းမဝတ်တက်မယ်လမ်းမဝတ်တက်မယ်ဒီစီပေါသားတွေကိုအတူရစီမယ်အတူရစီပြီးတော့ကားကိုတိတ်မယ်ကားလည်းတိတ်မယ်စီလည်းတိတ်မယ်ဒီလိုမျိုးတွေဖြစ်လာတယ်တို့ပြည်တဲ့ကားတွေမှာအပြောင်းအလဲထက်မှအကြမ်းဖက်အုပ်စုတွေစီသမောတွေဒီလိုမျိုးတွေများတိုက်ခဲ့တာရှိတယ်နော်အတူရစီရတာရှိတယ်လက်ရှိဒီကားအခုမှကြောက်ပါပြီလေသမောတွေအကြမ်းဖက်အုပ်စုတွေများတိုက်နေတယ်တို့ကစီပေါသားကားတွေတပြတ်တိုက်နေတယ်ဒါတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေလည်းဘယ်လိုလုပ်ကြမလဲကိုကားလုပ်လို့ရတဲ့ကျွန်တော်တို့သက်ဆိုင်ရာတောင်းချက်ဘယ်လိုချိတ်ဆက်ပြီးသွားကြမလဲဒါသိအရေးကြီးတယ်နော်စီပေါသားကားတွေတပြတ်တိုက်ခိုင်းတာဖြစ်နိုင်တယ်နော်ရှေ့မှာတို့ဖြစ်ခဲ့တယ်လက်ရှိကာလရှေ့ကာလတဲ့ပုံပြီးတော့ကျွန်တော်တို့အခက်အခဲရှိတယ်နော်ဆက်လုပ်ပြီးတော့ပတ်တယ်အဲ့တော့တို့ကလည်းတို့ရဲ့ဒီစီရမှာတို့သွားလို့လာလို့ရမယ်လမ်းကြောင်းလည်းတို့စီကိုရအောင်ရှာပါမယ်ရအောင်ရှာရင်တို့မျိုးပေါ်တက်ဝယ်လို့မရအောင်အဲ့တော့တို့လမ်းမအနီးမှာရှိတဲ့တို့ရဲ့လှုပ်ရှားတဲ့အေးရမှာအဲ့ဒီမှာလာတဲ့ကားတွေကိုတို့ပြတ်မှတ်ထားပြီးတို့စီကားတွေကိုတပြတ်တိုက်လိုက်မယ်လူရမ်းစီလိုက်မယ်တော့ဒါကဘယ်လိုဖြစ်ချင်ကြမလဲအဲ့အရေးကြီးရနော်လုပ်လိုက်မယ်နော်လုပ်ခဲ့တဲ့အတွေ့အကြုံလေးရှိရနော်ဒီကာလကတို့ပို့ထုတ်မှာဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ဒီမျိုးပေါ်မှာနေတဲ့လူတွေဒီမှာအေးအောင်ဒါရောစသဖြင့်နေရာတော့မှကျွန်တော်ပြည်သူတွေတော့မှစောက်ဝဲကြီးကလည်းငိုတော့မှယုံကြည်နေတော့စီရတဲ့အထက်ကျဖြစ်နေတာဒီအုပ်စုတွေလည်းခင်ဗျားလည်းတို့တော့လည်းတို့သွားလာရင်တို့အေးရမှာရှိတဲ့လူတွေဒီ site တွေစသဖြင့်တို့စီကိုတို့မှလည်းတော်တော်လေးကျွန်တော်အခက်ကျဖြစ်နေပြီးတို့ရဲ့ကျွန်တော်တို့အဖွဲ့ကိုကားရသွားတော့ဆိုင်ရတော့ဒီလိုစီရှိမှရအောင်စီမရှိလို့မရအောင်အဲ့တော့တို့လုံးလိုက်မယ်ဘယ်နေရာမှာဈေးပေါက်မလို့ကျွန်တော်လည်းမသိဘူးလုံးလိုက်မယ်ဒါတို့ကလုံးလေးလုံးစားရှိအောင်ကျွန်တော်တို့ကဟိုကြိုပြီးတော့ကာတိုင်းအောင်ကျွန်တော်တို့ကစဉ်းစားတိုင်းအောင်ကျွန်တော်ကြိုပြီးတော့ကျွန်တော်တင်ပြပေးတာဒါလေးကိုကျွန်တော်ဂရုစိုက်ရှိပါတယ်ကြောက်နေတာအစားတော့ဗာလဲ PDF တွေကဖြစ်တယ်ညာဖြစ်တယ်လို့မကြောက်ဘူးလို့ပဲတက်တရှိလာခဲ့တော့အခုကျတော့စီကားကြီးပေါအောင်မှဆိုလို့လမ်းပြတ်တာတော့ဦးစားတွေပြောရင်ကွာငါထပ်ပြောလို့ရှင်တက်ဆယ်ပြီးမှဒီကောင်တွေကစက်တိတော်တုံးတဲ့ကောင်တွေအဲ့လိုမျိုးဖြစ်နေတာကိုကျွန်တော်ပြတာပါအဲ့တော့ဒါပြီးမှတက်ပြကြရှိရဲ့အဲ့ဒါဗာလဲဆိုလို့ရှင်မနေ့ကကျွန်တော်ရုပ်တယ်မှာကြီးတယ်မလားဟိုခေါင်းဖြူကြီးနဲ့ဘဲကြီးဗျာအဲ့မှာဒီစီကိစ္စနဲ့ပတ်သက်ပြီးတော့စုံမတွေခွဲရတယ်ပတ်သက်ပြီးတော့ဘယ်လိုညံကြီးရှင်တွေကထုတ်လိုက်တာလဲဆိုပြီးတော့ဒါဘောမကနေမှသူ့ဘက်တော့ပြန်ဝေးပန်းတာဒီပြဿနာကိုထုတ်လိုက်တဲ့အင်မတန်မှကြီးမားတဲ့ညံကြီးရှင်တွေသူ့ဘာကိုပြောနေတာစိတ်ကူးစိတ်ကန်းနေနဲ့ထုတ်လိုက်တာထုတ်လို့ရှိရင်ပြန်လှုပ်ဆန်းပါဘယ်ကောင်းမှမထွက်နဲ့လို့သူအဲ့လိုဝေးပန်းနေတဲ့ဘောမတွေရှိတယ်လို့အဲ့လို
ဘောပဲအတကူမျက်စိစုံမှိတ်ပြီးတော့မနေတဲ့ဘောမှလည်းရှိအဲ့ဒီဘောမှတောင်းနေကျွန်တော်မြောက်ပြမယ် ကျွန်တော်တို့အဖားတွေကိုကျေးဇူးတင်တယ်ဗျာ ဘာလို့လဲ ကျွန်တော်အဖားလိုတော့မဟုတ်ဘိုးတော်လိုတော့ခေါ်ကြတယ် အေးဘာလို့လဲရောဘာလို့ခေါ်ကြ ကျွန် တာ တော်နိုင်ငံတော်အကြီးအကဲတွေအုံတော့ပညာဉာဏ်အရမ်းမြင့်ပါဘာဖြစ်လို့ဒီလိုပြောရလဲဆိုအခုကျွန်တော်တို့စီအချက်တဲကိုပြင်ရှင်းသွားတာဗျာဒါတာမန်အုံတော့နဲ့ပြင်ရှင်းလို့မရဘူးဘယ်လိုတော့ဖြည့်ရှင်းရလဲ เนาะကျွန်တော်ပြောပြမယ်အခုဆိုရင်အခရာနဲ့ပတ်သက်ပြီးတော့ဟုတ်လားအခရာရဲ့ရှေ့ရနံပါတ်ပေါ့နော်စုံမအဲ့ဒါနဲ့꿰ပြီးတော့ကျွန်တော်တို့ကားတွေကိုမောင်းခိုင်းသွားတယ်เนาะအခုကျွန်တော်တို့ဒီမနေ့ဆိုရင်စီဆိုင်မှာစီသွားတန်းစီတာတန်းစီစရာမလိုဘူးတန်းတယ်ပဲအမေ ကားတိုင်းဒီလိုအချိန်မျိုးဆိုဗျာမနေ့2နာရီလောက်လမ်းစီရတော့ညနေလောက်မှစီရမယ်အမေအရန်တော်တယ်ဗျာတကယ်တော်တယ်တကယ်တော်စီရတကယ်နိုင်ငံတကာအုံနောက်ကိုမိတယ်နော်မြန်မာနိုင်ငံမှာနိုင်ငံရေးအကူပြောင်းနော်ဦးသိန်းစိန်လက်ကနိုင်ငံရေးအကူပြောင်းဦးတန်းရွှေမယ်ဦးသိန်းစိန်တို့လက်ထက်ကိုကူပြောင်းသွားတာအရန်ညင်တာတယ်ဗျာဒီမိုကရေစီအကူပြောင်းပါလေကျွန်တော်တိုင်းပြည်ကစံထားလောက်တယ်နော်သူများနိုင်ငံတွေလိုဘုံတိုင်းတွေမရှိဘူးအရန်တည်ငြိမ်နေအခုလည်းတက်မတော်အာဏာထိန်းပြီးတဲ့နောက်မှာနိုင်ငံရေးအကူပြောင်းအရန်ညင်တာတယ်ဒါတက်မတော်ကောင်းကောင်းနဲ့နိုင်ငံအကြီးအကဲတွေညံ့ညွန်မြင်မမှုပဲကျွန်တော်တို့စီကြက်တဲဖြစ်တဲ့ကာလမှာရင်တောင်းမှုဆိုဒုက္ခတွေရောက်နေပြီကျွန်တော်တို့ပြီးခဲ့တဲ့တစ်ခေါက်ကစီကိုတန်းစီရတာဒုက္ခတွေရောက်သလားမမင်းနဲ့အခုဆိုရင်နိုင်ငံတော်ကမူဝါဒချမှတ်လိုက်တာရန်ကောင်းနေဗျာမဲဒါအင်စီကားတွေကိုပဲတိကျသတ်မှတ်သလိုလုပ်လိုက်တာတကယ်တော့လမ်းပေါ်မှာအင်စီကားတွေကရခိုင်လုံးများတယ်ဗျာတချို့ဆိုရင်ကျွန်တော်တို့အင်စီကားတွေတချို့ဆိုရင်တဲ့အိမ်မှာ10စီးလောက်ရှိတယ်ပုံမီတွေဘာတွေပေါ့တော့သူဝယ်မစီးရဲ့ဒါဝယ်စီးနေတဲ့လူတွေကမနာလို့ဖြစ်ရလားမသိဘူးမျိုးမြေမမနဲ့ပြည်သူတွေအတွက်သုံးကျက်ချပေးတာကျွန်တော်သဘောကျတယ်ကျေးဇူးအရန်တင်တယ်အဲ့တော့ကျွန်တော်အဘတော်မဟုတ်ဘိုးတော်လိုတော့ခေါ်နေတယ်ခေါ်အရန်ညံမျိုးမြေမားတယ်ပြည်သူတွေဆောင်းရတဲ့နေရာမှာအရန်ထက်မြက်တယ်ကစိတ်ညစ်တယ်တော့ဒီကောင်တွေဘာတွေအုံတော့ကူပဲနိုင်ငံတကာမိရဲတွေပါလှုပ်နေတာဘလို့ကောင်လဲစီကွာစက်တည်းတုံးတာအဲ့လိုကောင်တွေပြောစရာစကားလေရှိလို့မရှိတော့ကျွန်တော်မပြောတော့ဘူးဒီကောင်လူပြောမဲ့စကားရောကျွန်တော်ဒီစကားကိုပြောအခါပေါင်းတက်ရောက်ရှိတာစစ်အုပ်စုကတိုင်းပြည်ကိုဘာကြောင့်မလို့မာတလာနောက်ဝရနာဖာသိန်းတဲ့ NLD ခေတ္တလျှောက်မှာအုပ်ချုပ်လို့ရတာလဲဆိုတော့ခမရတို့တွေကိုကောင်းကောင်းသိလို့တောက်နာလပိန်းတုံးတွေကိုကောင်းကောင်းသိလို့တောက်ကောင်းကောင်းသိလို့နွားတွေကိုကောင်းကောင်းသိလို့အောက်ဒန်းစားတွေကိုကောင်းကောင်းသိလို့ကိုင်ွယ်လို့ရတာအတာဘာလို့ရှော့ဟုတ်တယ်နော်ကျွန်တော်မပြောတော့ရဲခွင့်သူပဲပြောခိုင်းလိုက်တော့မယ်ဇလာကရုံယူပဲဝီမလားအဲ့တော့မင်းပဲပြောလိုက်တော့ဟုတ်တယ်တကယ်စောက်ပိန်းနေအဲ့လိုစောက်ပိန်းနေရှိလို့လေစစ်တပ်ကလာနှစ်ပေါင်းအကြာကြီးကိုအုပ်ချုပ်သွားလို့ရတာကွာသလားအဲ့တော့ကျွန်တော်ဒါပြောဦးရဲဆိုလို့ရှိရင်နောက်ကျွန်တော်နောက်ဆုံးကျွန်တော်ပြစရာဗီဒီယို2ခုရှိတယ်ကွာသလားတစ်ခုကတော့ဒါမိုးဟိရဲ့စွတ်ဆက်ပြီးဘောကိုမားတာကျွန်တော်ရည်ကျင်လို့ပါခင်ဗျားတို့ဖွင့်ပြချင်တာတော့အဲ့ဒါပြောရင်လို့ရှိရင်နောက်ကနေမှအဲ့ဒီမိုးဟိရဲ့ပြောခဲ့တဲ့စကားကိုပြောင်းပြန်လိုက်ပြီးပြောခဲ့တယောက်ကရှိထားပြီးသားဆိုတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်ထပ်ပြီးကြည့်ကြမယ်နော်တော့ဒီနေ့ကတော့ရုပ်တန်လေးပဲကြားအောင်ရည်ကျင်လို့ဟာဘယ်လိုမျိုးလဲဘာကြောင့်တမနာအဖြစ်ရွေးချယ်တင်တယ်လဲဆိုတာပြည်သူ့လို့တော့ကိုယ်လေးကျွန်တော်ပြောနေရနော်အေးပြောတန်တမန်ရေးမှာသူဒီတော့ pressure တောင်ခံနိုင်တယ်အာဆီယံကကျွန်တော်တို့ကိုလောက်တာဘယ်လိုလုပ်လဲဆက်ကျွန်တော်တို့ရဲဆက်လုပ်တယ်ဗျာကျွန်တော်တို့တော်ခံစားရတယ်အာဆီယံကျွန်တော်တို့ရိုက်တဲ့အကွက်တွေကကျွန်တော်တို့အာဆီယံရိုက်နှက်လိုက်တဲ့ကျွန်တော်တို့တုံ့ပြန်တဲ့အကွက်တွေကကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာကျွန်တော်တို့မြန်မာနိုင်ငံသားတဦးချင်းစီရဲ့ဂုဏ်သိက္ခာဆက်ကြပါလားအဝေးကိုလွတ်သွားအောင်ရိုက်တာကျန်အာဆီယံမှာကျွန်တော်မြန်မာဆိုမျက်နှာမှာပြရဲလောက်အောင်လုပ်ပြတာကျွန်တော်တို့ဖဲကျင်တဲ့စီဝေးမဖိတ်ဘူးနိုင်ငံရာထူးရှိတဲ့လူမလာရဘူးဝန်ကြီးမလာရဘူးညကြိုင်မှုတူလာပါညာအဲ့လိုဟာမျိုးခေါ်တယ်ကျွန်တော်တို့သိခါကြမဲ့စကားတွေသူတို့ကျွန်တော်တို့နိုင်ငံမှာပါပဲနဲ့အာဆီယံနိုင်ငံမြန်မာနိုင်ငံဒီအာဆီယံနိုင်ငံတန်တန်ဖြစ်ရတာနဲ့ကျွန်တော်တို့နိုင်ငံကပါဝင်တက်ရောက်ခွင့်မရပဲကရထန်အတူကြီးနဲ့တက်ရပြီးတော့ကျွန်တော်တို့နိုင်ငံကကြမှာလေသူတို့ဆုံးဖြတ်နေတယ်အာဆီယံရှင်းနာတယ်ကိုသိခါကြောင်းသူတို့ပြောဆိုကဘာကိုပြောဆိုနေအဲ့ဒါတွေကိုဘယ်ကောင်းတော့ခံနိုင်မှာပေါက်ကွဲပြီပေါ့တော်နန်ကောင်းတော့ဆိုလို့ရှိရင်လုံးမေးလို့ရတယ်တုတ်ပြန်လိုက်လို့ရှိရင်ပွဲဟာချမ်းကုန်မဲအဲ့ဒါကိုထိန်းသွားတယ်မဲဘက်ကကျွန်တော်တို့လုပ်နေတဲ့ဟာတွေပေါ်မှာခံနိုင်ရှင်းနဲ့သူ pressure ကိုခံပြီးတော့မှသူဟိုခံရတာဝါသနာပါလို့နေမှာပါရုရှားတို့ဘီလာရုစ်တို့အိန္ဒိယတို့တရုတ်ပြည်သမ္မတနိုင်ငံတို့ကာဇက်စတန်တို့နော်အဲ့လိုနိုင်ငံတွေကိုဝန်ဆန့်အောင်ပေါင်းတင်ပြီးတော့မှတခါတည်းအဲ့ဖင်ပေးလေးပေါင်းတာလေရှန်အောင်ပူအောင်ဆောင်ရွက်မှုအဖွဲ့နောက်တစ်ခါဥရောပနိုင်ငံများဆိုတဲ့စီးပွားမှာတက်ပြီးတော့ကျွန်တော်မြန်မာနေရာပြလိုက်သေးတယ်မဲဘုံမျိုးနိုင်ဥရောပနိုင်ငံရုရှားတို့သွားပြီးအဲ့ဒီတိုးသူပါနေရတယ်အာထီအောင်ပါတယ်လူရဝင်အောင်မြန်မာနိုင်ငံကိုရှန်ဟဲပူအောင်ဆောင်ရွက်ဖက်မှာလူရဝင်တော့လုပ်တဲ့ခါမှာကိုရက်ွက်တွေကအာဆီယံရက်ွက်တွေကလူတွေရဲ့သူတို့ရဲ့နောင်တတွေသူတို့ရဲ့ကျွန်တော်တို့ဖယ်ကျင်မှုတွေကပေါအောင်မျိုးဆိုအောင်သူတို့ခံစားနေရပြီမဲနိုင်ငံသားဆက်ဆံရေးပါ
အချင်းနဲ့ချက်ထဲကနေပြီးတော့အာဆီယံကြောင့်ဖြစ်လာတဲ့အချင်းနဲ့ချက်ထဲတဲ့ကျွန်တော်တို့ရဲ့ဟိုးထိပြုတ်ကျသွားမှုကြီးကို အဖြစ်လေ ဟိုးမဟိုကတွင်းနဲ့ကြီးပြုတ်ကျသွားတဲ့ဘဝကနေပြန်မြင့်တက်ပြီးတော့ကျွန်တော်တို့အပေါ်နဲ့ပြီးကိုပြန်ရောက်သွားအောင် နဲ့ဒီတော့ရောက်သွားတယ် နိုင်ငံဆက်ဆံရေးနဲ့ပဲဆောင်းနိုင်ငံတဲ့အတွက်ဘယ်လိုမျိုးမရောက်နိုင်နိုင်ငံတကာဆက်ဆံရေးနဲ့ international relationship and diplomatic scheme မှာဒုက္ခမင်းဖြစ်နေ အာရှာ ကျွန်တော်တို့အနက်ကနေလို့အာဆီယံကြောင့်ကြာသွားတဲ့ကြောက်ထဲကနေကျွန်တော်တို့လက်ပြည်တွေဆွဲတင်သွားတယ် အာရှာဘောမကြကြီးရ အပုံပင်မဲ့မြန်မာနိုင်ငံတွေအပုံပင်မဲ့အကုန်ကမ္ဘာကုလသမဂ္ဂမှာစာကျွန်တော်တို့နေရာကျွန်တော်ပြန်ထိုင်ရတော့ မဲ ကျွန်တော်ထုံးထုံးကြောင်းတော့ဟုတ်ပြီနော်အဲ့လိုဖြစ်သွားပြီဆိုတော့အဲ့အနေထားတွေကိုလှုပ်ရှားသွားတဲ့အခါမှာသူဒီတမတော်တရက်ကိုစစ်နိုင်အောင်တိုက်နိုင်တဲ့စစ်တေတာပြည်ချုပ်လည်းဖြစ်တယ် ဟောစစ်တော်နိုင်အောင်တိုက် နာကတ်မှာရောစစ်ဆိုတာကိုတေတာ ပြောတာ တိုင်းသားစလုံးညညယူတယ်မပြိုကောင်းအောင်တိုက်စစ်ကိုလည်းနိုင်အောင်တိုက်နော်တမတော်မပြိုကောင်းအောင်လည်းဘယ်လိုလုပ်ရလဲဆိုရင်နီးနာတွေကိုချပေးတဲ့တမတော်ရဲ့ဖခင်လေးဒူးလို့လည်းဆိုလို့ရတယ်ဘုကြောင့်ဆန်းတမတော်ဖခင်ဒုံမွေးမြောင်းလည်းတမတော်ရဲ့ဖခင်တူထဲမှာပါသွားပြီတမတော်နီးနာတွေဖြတ်ထုံးနေပေးခဲ့တယ်ဗျာနောင်တက်ချုပ်တွေပေးခဲ့နိုင်ပြီတနမန်ဆက်ဆံရေးမှာလည်းဘိုးပြန်နေအောင်တက်နေ အေး နော်မြန်မာနိုင်ငံတကာမှာလူအောင်ဝင်အောင်လုပ်ပေးသွားနိုင်ပြီအကယ်၍ဘယ်လိုမွေးမြောင်းနိုင်ဘူးနိုင်ငံတော်တမန်အဖြစ်နဲ့တွတ်တော်များရွေးကောက်တင်မြောင်းလိုက်လို့ရှိရင်ဘယ်လိုမွေးမြောင်းနိုင်သည်ပြည်သူရွေးကောက်တင်မြောင်းတဲ့တရားဝင်ပြည်သူတို့တော်ကနေပြီးတော့လူလူရွေးကောက်ခံတဲ့တရားဝင်ကရွေးကောက်ခံအစိုးရရဲ့တရားဝင်တမန်ကြီးဖြစ်လာတော့မယ်အဲ့မှာဘယ်လိုမွေးမြောင်းနိုင်ဆက်လျှော့ပြန်တန်းရမယ်နာရကောင်းနေမြန်မာသူ့ရဲ့အတောင်ဟာဝဲပြန်နေအောင်ပြန်လို့ရပါတယ် အာရှာ သူပြောခဲ့တဲ့စကားအခုထက်ကိုနောင်ကြလို့ရှင်တမန်ကြီးအဖြစ်ရွေးကောက်ပြန်တင်ရောက်ခံမယ်ဆိုပြီးသူ့စကားတီးတဲ့အစတရားပူတန်မှုရှိသွားပြီပူလင်းနေသွားပြီ ဆိုရတော့ဘောမရာကြီးလန်တော့တယ်မိုးရဲ့ဘောမချက်ကြီးတင်တော်မတင်တော့ဟုတ်တော့ကျွတ်စင်ရောအဲ့လောက်ကျန်းအဲ့တော့ခါကျတော့လေ88တုန်းမှာပါခဲ့တယ်ဆိုတိုင်းလေလို့တော့တချို့တွေကိုတိတ်ပြီးတော့အရန်ကြီးသွားပြီးအထင်ကြီးမိရတယ်ဘာလို့ဆို88မှာပါခဲ့တယ်ဆိုရင်တချို့ကကြာကြောက်ကြီးဖြစ်နေတတ်တယ်လားတော့ဘာလို့ဆိုတော့ငါတို့က88မှာပါခဲ့တာဟောတော့ဘာပါခဲ့တယ်ဘာပါခဲ့တာလေကြောက်ကြီးပါခဲ့တာအဲ့ဒီတည်းမှာဒါမိုးရင်းကနံပါတ်1ပဲတော့မိုးရင်းကနံပါတ်1ဒါကူကူကြီးတို့ဘာလို့တော့ဒါသူဒါနှစ်3စသဖြင့်တော့သူတို့အဲ့လိုမျိုးတော့ရှိမှာပေါ့ကွာဒါပေမဲ့စောင်းဝိုင်းကရှက်ဖို့ကောင်းတယ်အာဘွေးရရှက်လိုက်တာကွာဒီဘယ်လိုမျိုးစိတ်နဲ့ဒီဘယ်နေ့တနေ့တောင်နိုးထလာပြီးတော့အသက်ရှင်နေကြတယ်ဆိုစဉ်းစားလို့မရောက်ကွာတကယ်အဲ့တော့ဒီမိုးရင်ပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့ပြောင်းပြန်ပြောမဲ့လူကျွန်တော်ခင်ဗျားတို့ပြမယ်အဲ့ဒါဆိုတော့လန်ကြီးပေါ့ဖင်းလန်မောင်းခုတက်လာမယ်ဆိုရတော့ဦးမင်းအောင်လိုင်းဆိုရထက်တက်လာမှာဗျာဦးမင်းအောင်လိုင်းကနေဖြစ်ရအလုံးတည်တိုင်းဝင်တယ်ကာကွယ်ရေးဦးစီးချုပ်ဦးမင်းအောင်လိုင်းကနေယာယီသမ္မတဦးမင်းအောင်လိုင်းစီကအာဏာပေးတယ်ယာယီသမ္မတဦးမင်းအောင်လိုင်းကနေပြီးတော့နိုင်ငံသမ္မတဦးမင်းအောင်လိုင်းထပ်ပြီးတော့အာဏာပေးမယ်ဆိုတဲ့ခါကျတော့ဗျာဒီလောက်ထိယူသွတ်ပြီးတော့တက်ခါမဲ့ပြီးတော့ဗျာအိမ်နေမရလုံးနဲ့ဘောမဆိုတော့ပြတ်ကွက်တွေကလည်းကျွန်တော်ကဘာမှမရှိချင်မှရှိမယ်လို့ကျွန်တော်သင်ပြီးပါတယ်ဗျာစဉ်းစားနေသလားဦးမင်းအောင်လိုင်းဟာနည်းနည်းလေးပြန်ပြီးတော့တေချာစစ်ဆေးရမယ်သူတွေမှာပါနေပြီ ဘာဖြစ်လဲစိတ်ပိုင်းဆိုင်ရာအရာလည်းသူပြန်ပြီးတော့စစ်ဆေးတင်တယ်ခုလည်းပြကြည့်အောင်သူအုပ်ချုပ်ခဲ့တဲ့9နှစ်မှာနိုင်ငံတော့ကောင်းတာတွေအများကြီးလုပ်ပေးခဲ့တယ်ဗျာဘယ်လိုမျိုးများပြောလိုက်တယ်လဲစဉ်းစားတာဗျာသူအုပ်ချုပ်ခဲ့စီရေးလုံးဝခွေးလုံးဖြစ်တာခိုင်ပြည်နယ်3မြို့ပဲကျန်တယ်အဲ3မြို့တော့မှအခုအတိုက်ခံနေရစီရေးမှလည်းကြည့်အောင်နော်တရုတ်နိုင်ငံကကောင်းလုံးအားကြည့်လို့ရှမ်းမြောက်တော့မှအခုတိတ်ခါမကြဘူးနော်အဲ့တော့စီရေးမှလည်း0ပြည်သူလူထုငတ်ပြတ်မှုမှလည်းမြန်မာနိုင်ငံမှာစင်ရမွေးတည်မှုတွေတအားပေါ်လာတယ်။နိုင်ငံခြားထွက်ပြေးတဲ့နှုံးပေါ့နော်။ထွက်ပြေးတဲ့သူတွေတအားပေါ်လာတယ်။ဘယ်နေရာမှာဘလို့များသူတော်နေလဲကျွန်တော်ပြောမရအဲ့ဒါလည်းသူတော်ပါတော့။သူဝင်နေပြောရင်ခင်ဗျားတို့ကျွန်တော်ဒါကိုစမ်းစစ်ကြည့်ရင်လေသူအောက်ခြေရလူတွေကသူ့ကိုတည်မှန်မှန်မှာပေးကြတယ်လားကျွန်တော်စဉ်းစားတာ။နော်။သူ့ကိုတည်မှန်မှန်မှာပေးကြရလား။တည်မှန်မှန်နေမရဘူးသူ့ကိုလေအောက်ကကောင်လေးရေးချင်တာရေးသူလည်းဖတ်ချင်တာဖတ်ပြီးကျွန်တော်နိုင်ငံစာဖတ်တဲ့ခေတ်ပေါ့။စာတက်တဲ့ခေတ်မဟုတ်ဘူး။အဲ့တော့တရင်မှန်ပြီးတော့ကျွန်တော်ပြောလင်းတယ်ဗျာသူဆိုရတော့မှဘယ်သူမှသိမှမပြဘူးဒါလေအခုမှနေတော်နေလို့မဆိုတော့ကျွန်တော်ကြည့်တာဦးမင်းအောင်လိုင်းဟာစိတ်ပိုင်းဆိုင်ရာအဖြစ်သူ့ကိုကျွန်တော်တို့ပြန်ပြီးတော့စကားပြောချင်မှရယူနေလို့ပြောဒီ shrink လို့ပါလို့စကားသိချပြောချင်စိုက်ခိုင်းထွက်တော့သိချပြောချင်ဘာလို့ဆိုတော့မှန်တရားကိုဝန်ခံဘူးယူသားဘူးကျွန်တော်ပြောတာနိုင်ငံကောင်းဆောင်တယောက်နေတယ်ယူသားရမယ်အရှိကိုတိုင်းဝန်ခံရင်ကျွန်တော်တော်လာမတော်လာတဲ့စားလေနိုင်ငံကြီးကတော့အကုန်လုံးကိုပြောင်းလဲနိုင်အောင်မဟုတ်ဒါပေမဲ့ဘာလို့လဲဆိုတော့နိုင်ငံကောင်းဆောင်တွေအယူသားမှုရှိဖို့ရအောင်ရေးကြည့်တယ်ကြာရှုံးတဲ့နေရာကြာရှုံးတယ်လို့ဝန်ခံရမယ်ကြာရှုံးရင်လူငယ်တွေလည်းညှို့ထိုးမယ်စစ်တပ်ကိုလည်းညှို့ထိုးမယ်အောက်ခြေကိုလည်းညှို့ထိုးမယ်တိုင်းမှုတွေအကုန်လုံးကိုချုပ်ထည့်မယ်နော်ကောင်းရင်သူတော်လားတကယ်ကိုစိတ်ပိုင်းဆိုင်ရာအတူတခုတော့ချိုးရင်းတယ်ကြည့်ရမယ်လို့ဟိုအဲ့ဒီမြန်မာနိုင်ငံကရရှိရကလူကြီးများများနည်းနည်းလေးတော့သတိထားဒီပုဂ္ဂိုလ်
မောပြီးရတဲ့ခေါက်ကတမတာဖြစ်မဲ့ဆိုပြီးတမတာယူရဲလို့ပြောတယ်ကွာအဲ့တော့ပြီးရဟိုလွန်ခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်ဒါစစ်မှုတန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းအောင်နိုင်လို့စိုးဝင်းတို့ကတရားဝင်ဟိုလူကုန်ကူးနေရလို့ပြောတယ် ဒီဒီမှာအုပ်ကြီးတွေနောက်ပြီးတော့စစ်မှုထမ်းဆွဲတာတွေပေါက်ဈေးကစဥဆိုးဝင်ရောဥမင်းအောင်နိုင်အောင်တည်တယ်ပေါက်ဈေးဘလောက်ဆိုတော့ဆိုတာဒါပေမဲ့သူတို့ကိုယ်တိုင်ကဒါပူပေါင်းပြီးတော့ဒါနိုင်ငံတော်အဆင့်လူကုန်ကူးမှုပါအဲ့တော့ဥမင်းအောင်နိုင်ဥဆိုးဝင်သူတို့နှစ်ယောက်ဆိုတာလူကုန်ကူးနေသူတွေပါ အခုကြောက်တက်ပြီးလာရင်ဆိုလေဘေးကပြီးနဲ့မြင့်မင်းအောင်နိုင်ယူနေအရှိကမိုးရင်ပြောရတာကိုလည်းနည်းနည်းပါအားနာပါအောင်ကွာမိုးရင်သူကဘောတွေမနေရောက်နည်းနည်းပါအားနာပါအောင်ရက်ဆက်တယ်ကွာဘောကလေအဲ့လောက်ကြီးတော့မပြောပါနဲ့ဆိုတော့ဒီနေ့ကျွန်တော်ရုပ်သံလေးပြောတာဒီလောက်ပါပဲကျွန်တော်အများကြီးလည်းခင်ဗျားတို့ဒါမကြကျင်တော့ပါဘူးเนาะဆိုတော့ဟိုဘုံမတွေသူတို့ရဲ့တယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေနဲ့တယောက်ချင်းစီရဲ့တောင်မြိုင်းမှုလေးတွေနဲ့တယောက်ချင်းစီရဲ့ဒါသူတို့ရဲ့ specialist သူတို့ရဲ့ဘုံမချင်းစွမ်းရည်သူပြသသွားတာပဲဖြစ်ပါတယ်ဗောနော်ဆိုတော့အဲ့မှာပြန်ပြီးထုတ်သွားတာတော့မောင်တယောက်ပဲရှိတယ်ကွာသလားအော်တကယ်လက်လန်တယ်ဟောမွေးကြီးကတော့ပူပြီးစိုးတယ်ဆိုတော့ဒီကျွန်တော်တို့တန်တွေတော့ဒါလောက်ပါပဲဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်ကျွန်တော်ထပ်ပြီးတော့ပြန်တွေ့ပါမယ်เนาะโอเค bye bye